မိတ်ဆွေရဲ့အည်ပြားကိုဒီ9ရက်အတွင်းမှာတီးတိတတာကောင်းမွန်တဲ့အည်ပြားလေးရကျင်နေဆိုလို့ရှိရင်ကျွန်တော်ခုပြောရပြီးနဲ့6ချက်ကိုလိုက်လုပ်ကြည့်ပါနံပါတ်1ကတော့ရေချိုးချိန်မှာဒါတွေကိုသတိထားပါရေပူကြီးနဲ့အကြာကြီးမချိုးပါနဲ့ရေနွေးလို့ရင်အသားကခြောက်ပြီးတော့ရေချောင်းတွေကိုမြန်စေလိုပါနံပါတ်2စက်ပြရွှေ့ချင်မှု pH 5.5 ရှိတဲ့ကျွန်တော်တို့ soap freeze cleanser တွေကိုသုံးနေတယ် Janet cleanser လိုမျိုးပေါ့နော်အဓိကကတော့ကျွန်တော်တို့အမွှေးနဲ့ပြင်းတဲ့ဆက်ပြာတွေကအသားရည်ကိုပျက်စီးစေလို့အဆိုဓာတ်ထိမ့်ပြီးမဲ့ body wash လိုမျိုးကိုရွေးပေးသင့်ပါတယ်နံပါတ်3ကတော့အရေးကြီးဆုံး3မိနစ်စီမင်းပါရေချိုးပြီး3မိနစ်အတွင်းမှာလိုရှင်းလိမ့်ရပါမယ်အသားရည်ကရေဓာတ်ရှိနေတော့မှလိမ့်မှ moisturizer ကစိတ်ဝင်မှုကိုပိုအားကောင်းမှာဖြစ်ပါတယ်ဆဲတီဖေရှားခြင်း exfoliate လုပ်ခြင်းပေါ့တစ်ပတ်တစ်ချိန်ကျွန်တော်တို့ chemical peeling လုပ်သင့်ပါတယ် AHA BHA ပါတဲ့ body wash တွေပုံပေးရင်အသားရည်ကပိုဖြူပြီးတော့ချုံမွေ့လာမှာပဲဖြစ်ပါတယ်နေ့က sunscreen ကိုလုံးဝမမေ့ပါနဲ့လက်နဲ့ခြေထောက်တွေကို sunscreen လိမ့်ပြီးပါမျက်နှာတွေမကပဲတစ်ခုလုံးကိုနေအောင်ကြည်တန်းကနေကာကွယ်ပြီးမှမဲဆက်တွေကင်းစင်ပါပါအဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီရေဓာတ်ဖြည့်ပေးခြင်းပေါ့နော်တစ်နေ့ကိုရေ2လီတာလောက်တောက်သုံးပေးသင့်ပါတယ်အသားရည်စူပီတွေဖို့အတွက်ဆိုရင်အတွင်းပိုင်းကရေဓာတ်ဖြည့်တင်ဖို့ကလည်းမဖြစ်မနေလိုအပ်ပါတယ်ဒီအချက်6ချက်ကိုပုံမှန်လိုက်လုပ်ကြည့်ရုံနဲ့တင်းရဲ့ body skin ကတိတိတတ်ကောင်းလာမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ဒေါက်တာနေပါDr. Nay Wellness Clinic